အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော် mobile phone တွေမှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ CPU ရဲ့အမျိုးအစားလေးတွေကြောင့်ကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်တော့เนาะကျွန်တော် CPU တွေမှာဆိုလို့ရှိရင်အမျိုးအစားအဖြစ်အများကြီးရှိတယ်ပေါ့เนาะအဲ့ဒါမှကျွန်တော် mobile phone တွေမှာအသုံးပြုတာများတဲ့ CPU ၅ခုအကြောင်းကိုပြပြပေးသွားမယ်အဲ့ဒါကဘာတွေလဲဆိုလို့ရှိရင်ပထမတစ်ခုကတော့ Apple ကနေထုတ်တဲ့ ACD အဲ့ကောင်ကတော့ကျွန်တော်တို့ iPhone တွေမှာပဲအများတော့အဖြစ်တွေ့ရတယ်ပေါ့เนาะA80 တို့ A90 တို့အဲ့ဒါတော့ကျွန်တော် Apple ရဲ့ကိုယ်ပိုင် chipset တွေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ Android flagship phone တွေမှာဆိုလို့ရှိရင်တော့ Snapdragon series ဖြစ်ပါတယ် Snapdragon CPU တွေက performance ပိုင်းလည်းပိုကောင်းတယ်လို့လူကြိုက်လည်းတော်တော်လေးများပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ MTK series MTK ကနေထုတ်တဲ့ကျွန်တော် Timeless series တို့ Media G series တို့ပေါ့နော်အဲ့ကောင်တွေဆိုလို့ရှိရင်လည်းကျွန်တော် mobile phone တွေမှာဆိုလို့ရှိရင်အသုံးပြုတာများပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ Samsung ကနေထုတ်တဲ့Exynos CPU ပေါ့နော်အဲ့ကောင်ဆိုလို့ရှိရင်လည်းကျွန်တော် Samsung phone တော်တော်များများမှာတွေ့ရတာပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ Spectrum အမည်ပြောင်းပေါ့နော် Unique SoC အဲ့ကောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ mobile phone budget phone တွေမှာဆိုလို့ရှိရင်အများတော့အဖြစ်အသုံးပြုကြတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ tablet တွေမှာဆိုလို့ရှိရင်လည်းအသုံးပြုတာများပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ Huawei ကနေထုတ်တဲ့Kirin မျိုးစားပေါ့နော်အဲ့ကောင်ကတော့ Huawei phone တွေမှာအများတော့အဖြစ်တွေ့ရတယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Google Business နဲ့ပတ်သက်ပြီးတော့အချို့နေရာလေးမှာအားနည်းချက်ရှိနေတဲ့အတွက်ကြောင့်မို့အသုံးပြုတာတော့နည်းနည်းလေးနည်းတော့ရပါတော့ဒါကတော့ကျွန်တော် CPU အကြောင်းလေးတွေကိုပြပြပေးသွားပြပါတယ်နောက်နေ့မှာဆိုလို့ရှိရင် CPU တစ်ခုချင်းစီရဲ့အားနည်းချက်အားတာချက်လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ဘိုင်ဘိုင်